ဟာလုံးမင်္ဂလာပါရှင်ကျမကြောက်ပါစေချမ်းသာကြောက်ပါစေနော်ပြင်ရန်ကင်းပါစေရတာပို့တာပါရဲ့အခုကျမဒီတက်စလမျိုးပေါ့နော်မိုးကောင်းတဲ့စပင်အလားပြင်ဆိုင်ရနေမှာဖိတ်ပါတာလေရှင်တက်စလမျိုးမကောက်ခံပေါ်မြစ်တာလမ်း3မြင့်ဆောင်30တို့ကျွားလို့ရပါတယ်အခုကျမနေ့လည်းပဲဟိုအားတဲ့အချိန်မှာစပင်လာပြင်စပင်ဆိုင်ဖွင့်လာကြပြီဟိုမှာရည်ကြည့်လို့ဒီမှာပြောင်းလာတာနှစ်ပေါင်း20လောက်ရှိပြီပေါ့နော်အခုကအကြမ်းမြင်ပေးရတဲ့ဗီဒီယိုလည်းဟောပြောပေးတယ်နောက်ပြီးတော့ခဏကောမကောင်းတဲ့ဓာတ်တီဝင့်နေလည်းထုတ်ပေးပါတယ်ရှင်ကျမရဲ့ဒီတရားအာရုံပေါ့နော်စိတ်ဆွမ်းအားပေါ့စိတ်တမတီအားပြေးသွားတဲ့အတွက်ဆက်စားအားရတယ်စိတ်စားနဲ့ဥတာပေးတယ်ပေါ့တချို့မတိမတာမသိတာနဲ့ဝင်ရောက်လာတယ်စိတ်ကတော့ဒုစိတ်ကအကောင်းပဲတချို့မကောင်းတဲ့ကာထာလေးရွတ်ပြီးတော့မကောင်းဆိုးအောင်ဝင်တာရွတ်လိုက်တဲ့ကာထာကအောက်လန်းဆရာလေးကောင်းတဲ့အောက်လန်းဆရာလေးရှိပါတယ်မကောင်းတဲ့အားလို့ရှိရပါတော့မိစ္ဆာကတာမသိဘူးဘူးရွတ်လိုက်တယ်မိစ္ဆာလေးဝင်လာတယ်ဆိုရင်တားထော့ခဲ့တယ်တောက်ပိုင်းနဲ့ကုသိုလ်မြောက်ဝီချင်းဖြစ်ကြားတယ်နော်ရိုးရိုးလူကုသိုလ်မြောက်ဝီတာမြောက်သီလသမာဓိပညာမှာကုသိုလ်မြောက်ဝီလို့ရတာပေါ့နော်အခုဒီရဲ့ဒီလိုမျိုးဒီဒါလက်ကပေါ့နော်ဒါပတိစိတ်ထားတဲ့ဟာလေးအဲ့ဟာကြီးကိုဒီလိုမျိုးကပ်ပြီးတော့မှကုသိုလ်မြောက်ဝီလို့ရပါတော့တချို့စိတ်တွေဆိုရင်မကောင်းတဲ့စိတ်ရှိတယ်ကောင်းတဲ့စိတ်ရှိရယ်ဝင်လာကြတာပေါ့နော်အဲ့လိုမျိုးနည်းနည်းကုသိုလ်များဝင်ပေးမယ်နော်အတိကပေါ့နော်ငါးပါးတိတာလေးခံမဲ့ကိုကာကွယ်ခြင်းလည်းရတယ်ဒါပေမဲ့ကျွန်မတို့ကာကွယ်ပေးတယ်လူတယောက်ရဲ့ဟိုပေါ့နော်ဟိုအတွင်းရန်သူပြန်သူအတွင်းရောကပြန်ရောကဆိုမသိနိုင်အောင်စစ်ဆေးမှသိရတယ်အခုအဘဘုံမင်းခေါင်ကနေပြီးတော့မှတွက်ပေးတယ်စစ်ဆေးပေးတယ်ကျွန်မကကာကွယ်ပေးလို့ရတယ်ပေါ့နော်အဘဘုံမင်းခေါင်လည်းအချင်တယ်မြစ်တောက်ခံနေချင်တယ်ဆိုရင်အဘဘုံခေါင်130ညံမှုစော်ခါ130အခုပေါ့နော်ကျွန်မနဲ့အမဲဆိုရင်တွက်တာတော့130ပဲတကယ်လို့ကာကွယ်တယ်ဆိုရင်1117မိနစ်အောင်ပေါ့တောကပို့ပြီးတယ်တကယ်ယောဂဆုတွေဝင်သွားပြီးထိမ့်မနိုင်သိမ့်မရဆိုရင်တော့ဟိုယူတယ်နော်ပူစော်တာပညာပူစော်တာတော့အခုကကျတော့11000ထိသွားတယ်ပေါ့တချို့လမ်းလျှောက်လို့မရဘူးအောက်လမ်းပြန်လှုပ်ထားဘာမှလည်းမရှိချီစစ်လက်စစ်လည်းမလွယ်ဘူးမလျှောက်မရဘူးညာဖက်ပဲဖြစ်တာများတယ်အဲ့မကောင်းတဲ့ဓာတ်တွေကရိုးရိုးဖြစ်တာလားအတွင်းလားအပြင်လားပြန်စစ်လို့ရတယ်တချို့အဲ့ရထဲမထနိုင်ဘူးလေတယ်မဖြတ်ဘူးဒါမျိုးတွေရှိတယ်အဲ့ဒါထုတ်ရတာဖျားစာဆိုပြီးကုသိုလ်မြောက်ဝင်မကောင်းတဲ့ဘလူးတွေဝင်ထွက်သွားတာအဲ့ဒါတချို့သိတယ်တချို့မသိကြအောင်တချို့မပြောရဘူးတချို့ပြောရဲတယ်အဆောင်ကောင်းရှင်တော့ပြောကြတော့ပေါ့တမျိုးဒါတို့အောက်လန်းဆုံးနေပူဆူးတဲ့ယောဂဆူတွေကြားရအောင်စီးပွားပြအောင်လင်ခွဲတောက်ခွဲလောက်အောင်စိတ်ညစ်စရာအဲ့ဒါတွေကဘာနဲ့ကာကွယ်ရမလဲဆိုရင်ရှိတယ်ဟိုအခုကာကွယ်ပေးတာတော့ကျမပေါ့နော်ကျမဆရာမဖြစ်သွားပြီကြားမြန်ဆရာမတင်စာခန်းမဝါလဲခေါ်တယ်လာခဲ့ပါလို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျေးဇူးပါ